အခုတလောမှာဘန်ကောက်ရာတီအုပ်စုဟာအမြဲတမ်းအောက်မှိုင်းနေတယ်ပေါ့နော်ဒီနေ့ကျွန်တော်တို့ကရှူရှူရှဲရှဲလေးစားချင်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ကမုတ်တီတောက်လောက်စားမှာဖြစ်ပါတယ်အမြဲတမ်းတွားလေတဲ့ blog ပဲတင်နေတယ်ပေါ့နော်အခုတလောမှာအစားအစာနဲ့ပတ်သက်ခါနေနေစီတော့တင်သွားမှာဖြစ်တယ်ပေါ့နော်အခုကျွန်တော်တို့ကအလောက်ထဲမှာမုတ်တီတောက်လောက်စားတဲ့အကြောင်းကိုဒီ blog လေးမှာတင်ဆက်မှာဖြစ်ပါတယ်အခြားမုတ်တီတောက်နဲ့ထူးဆန်းလားဆိုရင်တော့မထူးဆန်းပါဘူးပေါ့နော်ပါဝင်တဲ့ပစ္စည်းကတော့ဒီအတိုင်းပင်ဖြစ်ပါတယ်ဒီနေ့ကိုပါတော့ကိုစားတဲ့အတွက်ပေါ့နော်လက်နဲ့ပဲတောက်မှာဖြစ်ပါတယ်ပေါ့နော်ဆိုနဲ့မတောက်ဘူးကိုချင်းချင်းပဲစားမှာဖြစ်တဲ့အတွက်ပေါ့နော်မုတ်တီတောက်ပြီးတဲ့အခါမှာမုတ်တီရဲ့အပေါ်မှာကျွန်တော်ပဲကျွတ်လေးနဲ့ရောတောက်မှာဖြစ်တယ်ပေါ့နော်ကဲတောက်ပြီးတဲ့နဲ့ကိုပကံနဲ့ကိုဝေစားမှာဖြစ်တယ်အမြဲတမ်းထမင်းနဲ့ဟင်းနဲ့စားနေရတဲ့ဆိုရင်တော့ညီငွေမှာပဲပေါ့နော်ဒီနေ့မိုးလဲအောက်တဲ့နဲ့ရှူရှူရှဲရှဲစားချင်တာနဲ့မုတ်တီတောက်လောက်စားဖြစ်ခဲ့တယ်ပေါ့နော်ဒါကတော့မုတ်တီတောက်နဲ့တွဲစားမဲ့ဟင်းဒီဟင်းရွက်လေးပါနောက်ပြီးတော့ဒါကဟင်းကြိုလေးပေါ့နော်မုတ်တီတောက်လေဒီလိုအသေးရွက်များများနဲ့တို့စားကြည့်အရန်ကိုစားကောင်းတယ်ပေါ့နော်တကယ်ချင်းတို့တစ်ခါတလေစမ်းစားကြည့်နော်တကယ်ကောင်းတယ်ကဲအလုံးလေးပင်ပန်းတာနဲ့အရာတာရှိတဲ့မုတ်တီတောက်လေးစားလိုက်တဲ့အခါမှာအရန်ကိုစားကောင်းတဲ့နေ့လေးစားလေးပါကဲတကယ်ချင်းတို့ရောတစ်ခါတလေတော့လောက်စားကြည့်ပါဦးနော်အရန်စားကောင်းတယ်ကဲဒီနေ့ဒီလောက်ထိပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်တတ